ယနေ့1340ခုနှစ်နတ်တော်လပြည်နေရန်ကုန်မြို့ကြီးမြင့်တိုင်းထီရန်ရမဟာထီးပြီးတော့ထီးပြူတော်ဝဲအသင်သာသနာပြုအသင်ကြီးမှကြီးမှုကျင်းပအပ်သောဓမ္မသဘင်ဓမ္မနုက္ခဓမ္မသဘင်တော်မြတ်၌တရားတော်၌ရောက်လာကြကုန်သောသန္တရဆွေတော်မျိုးတော်အပေါင်းတို့အားသက်တော်29နှစ်သိက္ခာတော်9ဝါအရတွင်အဓိဋ္ဌာနပါရမီလျောက်ဟောကြားချီးမြှောက်တော်မူမည်ဖြစ်သောတရားဝေပေါင်း1383ကြိမ်မြောက်တရားတော်ခဏအရှင်ဟောကြားမဲ့တရားတော်ကတော့ကုရှုဂုငိမ့်တရားတော်တဲ့ဘာတရားတော်လဲပြိဿကြီးနေ့ကတော့ကြီးမြင်နိုင်ကန္နာဈေးမှာဒါနသီလနဲ့ဆက်လင်းပြီးတော့ဒါနလံသီလကနေတော်ဦးစားပေးဟောခဲ့ခဏညတော့ဝိပဿနာဘာဝနာကံကိုဟောဒီပြိဿကြီးအာရပါယနာစီရင်တဲ့ဆန္ဒကြောင့်ကုရှုဂုငိမ့်ဆိုတဲ့တရားကိုဟောပါမယ်ဒီတရားတော်ကိုနာကြားပြီးတဲ့အချိန်ကစလို့ဒီတရားတော်မှာပါရှိတဲ့သူတော်ကောင်းတရားတွေနဲ့ရာတ္တပန်နေရင်ပျော်မွေ့နိုင်ကြပါစေလို့ကြိုတင်ပြီးတော့မေတ္တာလေးပွားခဲ့ပါတယ်။ဟောဒီတရားတော်ကိုနာကြားပြီးတဲ့အချိန်ကစလို့သူတော်တရားတွေနဲ့ပျော်မွေ့နိုင်ရကုန်သည်ဖြစ်၍မိမိတန်ခါမှနှိမ့်ဆက်နေတဲ့ကိလေသာတွေငြိမ်းအေးတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေလို့မေတ္တာအာတိတနဲ့ဟောကြားမိဖြစ်ပါတယ်။ဒါကြောင့်မေတ္တာပွားများကြပါအောင်စို့အလုံးလိုက်ဆိုကြပါတရားနာကြပြိတ္တကြီးကများတော့အတန်ကပြော့လာပြီလားဒီတိုင်းဆိုတော့တင်မဟန်သေးဘူးနည်းနည်းလေးမြင့်လိုက်သမောတရားနာကြညာလာဝေနေဒီစိန်ဖွင့်ဖြိုးတကူလျံဝေကျင့်မြတ်တရားပညာနိုင်စေကျမ်းမာကြောင့်သူတောင်းမေတ္တာဝေချမ်းသာကြောင့်သူတောင်းမေတ္တာဝေဝန္တာကြောင့်လမ်းဖြာကြောင့်သူတောင်းမေတ္တာဝေရန်ကုန်မြို့မှာညာလဝေနေအနန္တစကြာဝဠာမှာညာလဝေနေဒီစိန်ဖွင့်ဖြိုးတကူလျံဝေကျင့်မြတ်တရားပညာနိုင်စေချမ်းသာကြောင့်သူတောင်းမေတ္တာဝေချမ်းသာကြောင့်သူတောင်းမေတ္တာဝေဝန္တာကြောင့်လမ်းဖြာကြောင့်သူတောင်းမေတ္တာဝေကဲမေတ္တာဘာဝနာလဲပွားများပြီးပြီဖြစ်လို့စိတ်ချမ်းသာကိုယ်ကျမ်းပါစွာဣရိယာပုမြတ်တာစွာဖြင့်တရားနာနိုင်ပါတယ်ဒါပေမဲ့တရားဟောတဲ့ပုဂ္ဂိုလ်ရဲ့အနိနာဆေးလိတ်တော့မတော့ပါနဲ့ဆေးလိတ်နဲ့နာလို့ရှိရင်ဟောရင်မူးလာပါဖြစ်တတ်ပြီးခါမှာလို့ခဏအရှင်ဟောမယ့်တရားကဘာတရားလဲတော့ပြိတ္တကြီးကုရှုရင်ကုငိမ့်ဆိုတဲ့တရားတော့နားမလဲမမှတ်မိမှာဆိုလို့သိအများကြီးမဟုတ်ဘူး
ဂါထာတပုဒ်ပဲခေါ်မယ်အဲ့ဒီဂါထာတပုဒ်ကလည်းပဲအဓိပ္ပာယ်သိပြည့်စုံပြီးတော့ပြည့်ပြည့်စုံစုံနဲ့အာယုံစိုက်ပြီးတော့နာမယ်ဆိုရင်ကျင့်စဉ်ကြီးကျင့်သုံးသဖြင့်ငြိမ်းအေးပုံမီလည်းအပြည့်စုံပါပါလိမ့်မယ်ဒီတရားကဥစဉ်တို့ရှင်တော်ဗုဒ္ဓကိုယ်တော်တိုင်ခေါ်တော်မူတဲ့တရားကကြံစီတွေးခေါ်ပြီးတော့ရှင်ဥတ္တမယောကကြံစီတွေးခေါ်ပြီးတော့ဟောမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တော်တိုင်ဟောတော်မူခဲ့တဲ့တရားကိုပူဇလေထားလို့ဟောမှာဥစဉ်တို့ရှင်တော်ဗုဒ္ဓသာဝတိပြည်မွင်ဇေတဝင်ကြောင်းတော်ကြီးမှာသရင်သုံးနေတဲ့အချိန်တဏီရောခမြတ်စွာဘုရားတရားဘာဝနာပွားရှုကနေကြတဲ့အဟံမြတ်စွာတွေကိုခေါ်တော်မူသည်ရှင်းသားလို့ခေါ်တော်မူလိုက်တော့ထူးထူးခြားခြားမြတ်စွာဘုရားခေါ်တော်မူပုံထောက်ရင်ဧကမုဋ္ဌငါတို့အတွက်အကျိုးရှိစေမယ့်တရားဟောတော်မယ်အရှင်မြတ်တင်မိမိတို့တရင်သုံးပြောမွေရာတောဝနာမြိုင်အသီးသီးတွေကကြွချီကလာနေရပြီဇေတဝင်ကျောင်းတော်ကြီးတစ်ခုလုံးယဟန်ပရိသတ်နတ်ပရိသတ်လူပရိသတ်တို့ဖြင့်ပြည်ရှံနေတဲ့အချိန်ဒီကမှာအရှင်ဘုရားကနာယူသူတို့အားကိလေသာအပူငြိမ်းရည်စေလိုသောကိလေသာအပူငြိမ်းရည်စေနိဗ္ဗာန်ကိုမျက်မှောက်ပြုစေလိုသောမေတ္တာကရုဏာပါသောအတန်တော်ဖြင့်ချီးမြှောက်ခေါ်ကြတော်မူတာကအတိတံနနွာရမေယနဗတိကင်ခေအနာဂတံယရတိတံပဟိနံတံအပတင်္စအနာရတံပိစုပန္နိစယောဓမ္မံတထဝိပတ္တိအတံဟိရံအသင်္ကုပ္ပံတံဝိဒွာမနုပြုဟေဘုရားခေါ်တော်မူတဲ့ကာထာပါဠိတော်ဖြစ်ပါတယ်ဆွေတော်မျိုးတော်တို့ဘေကဝေတရားတော်အာယုံစိုက်ခနာကြားနေကြတယ်။အိုချစ်သားတို့ချစ်သမီးတို့သံဃာရေးထွက်ရန်ရေးကိုမျှော်တွေးကြညာဥချစ်သားတို့အတိတံဖြစ်ခဲ့ပြီးတာအတိတ်များကိုနတ်နွားကမေယအစဉ်မလိုက်ရဖြစ်ခဲ့ပြီးအတိတ်တွေကိုပြန်ပြီးတော့တွေးမနေနဲ့ဖြစ်ပြီးတာအတိတ်အာယုန်စီတွေမှန်းပြီးတော့ဆွေးမနေနဲ့ဘုရားကအတိတ်ကိုဆွဲလန်းတတ်တဲ့ဥပါဒံနှောင်ကြိုးကိုဖြတ်တော့ဖို့ရစတင်ပြီးတော့တားမြစ်ချက်နဲ့မိန်ခွန်းချွေလိုက်ပါပြီအနာဂတံမဖြစ်သေးတဲ့အနာဂတ်ကိုမရောက်သေးတဲ့အနာဂတ်များကိုနာမီကင်ခေအလိုမရှိမမျောမှန်းရမဖြစ်ပေါ်သေးမရောက်သေးတဲ့အနာဂတ်ကိုလည်းတွေးပြီးတော့မျောမှန်းမနေပါနဲ့မရောက်သေးတာမတွေ့ကြုံတာကြီးကိုကြိုတင်ပြီးတော့တောင်းတမနေပါနဲ့လို့အနာဂတ်ကိုကြိုတင်ဆွဲလန်းနှစ်သက်နေတဲ့တဏှာသမုဒိယနှောင်ကြိုးကိုလည်းဖြတ်တော့ခိုင်းနေပါတယ်ဆွေတော်မျိုးတော်တို့ဘိကဝေသံဃာစခန်းထွက်ရလန်းကိုမျောမှန်းကြညာဥချစ်သားတို့ယရတိတံယအတိတံအကျင့်ဖြစ်ခဲ့ပြီးအတိတ်များသည်ဗိနန္တံပျောက်ပြက်ခဲ့လေပြီအတိတ်ဆိုတာပျောက်ခဲ့ပါပြီခြေသားတို့လက်ဥ
ရှိပြီးတော့နာကြားနေတဲ့ယဟန်ရဲ့ဘဝကဗုဒ္ဓကိုယ်တော်တိုင်ဟောနေတဲ့တရားသံကိုနာကြားနေရသမို့ပီတိတချမ်းမြောင်ချလို့စိတ်အစဉ်ကြီးအေးချမ်းငြိမ်သက်သိမ်မွေ့နေပါတယ်ပိဋကများဘိကဝေဟံတော်မြတ်အိုချစ်သားတို့ယရတိတံယအတိတံအကျင့်အတိတ်များသည်ဗိနံတံပြောက်ခဲ့လေပြီအတိတ်ဆိုတာဘာလဲတော့ပိဋကကြီးရဲ့ပြောက်ခဲ့ပြီတဲ့ဘာလဲတော့အတိတ်ဆိုတာမြင်နေပြီးတာတွေကြားနေပြီးတာတွေမှန်သမျှကိုဘာလို့ခေါ်လဲပြောက်ခဲ့တဲ့တရားတွေပဲတွေ့ကြုံနေပြီးသားတွေယရတိတံပဟိနန္တအပ္ပတင်္စအနာဂတံအနာဂတံမဖြစ်ပေါ်သေးမရောက်သေးတဲ့အနာဂတ်ဒီလည်းပဲအနာဂတအနာဂတ်ဒီလည်းပဲအပ္ပတမရောက်လာသေးအနာဂတ်ဆိုတာလည်းမရောက်သေးပါဘူးတဲ့အတိတ်ဆိုတာကလည်းဖြစ်ခဲ့ပြီပြိတ္တပြောသားမှာအတိတ်ဆိုတာကအနာဂတ်ဆိုတာကဖြစ်ခဲ့ပြီးသားတွေတွေးနေလို့အချိန်ကုန်နေပါလိမ့်မယ်မပြီးနိုင်ပါဘူးတဲ့ဘဝဖြစ်ခဲ့ပြီးသားဘဝအတွေ့အကြုံတွေကမရေနိုင်လာဘူးဖြစ်အောင်မဲ့အနာဂတ်တွေကလည်းပဲကွန်ပျူတာနဲ့တွက်လို့မရေနိုင်အဲ့ဒါတွေကြိုပြီးတော့လဲတွေးမနေနဲ့ပြန်ပြီးတော့လဲဆွေးမနေပါနဲ့ဖြစ်ပြီးသားဖြစ်သွားပြီဖြစ်ပြီးပြီမဖြစ်သေးတာမဖြစ်ရသေးဘူးဒါရီရောစိတ်အာယုံဆွဲမနေပါနဲ့ဒီဘက်စိတ်ကွက်ပြီးတော့မနေပါနဲ့လို့အတိတ်ကိုသွားမဲ့စိတ်အနာဂတ်စီကိုသွားမဲ့စိတ်ကိုဗုဒ္ဓကတိုက်တွန်းချက်ဓမ္မဒေသနာဖြင့်ပိတ်ဆို့ပေးနေပါဒါပြင်အတိတ်ကိုလည်းမပြန်ရဘူးအနာဂတ်ကိုလည်းမမျှော်မှန်းရဘူးဆိုတော့ဘယ်လိုနေရမှာလို့မေးရမရှိဘူးလားပြိတ္တာပိစုပန်နိစ္စယောဓမ္မံတထတထဝိပတ္တိပိစုပန်ံပိစုပန်ဖြစ်ခိုက်ဖြစ်သောယောဓမ္မအကျင့်ယုံနာဓမ္မသင်္ခါရဤအတ္တိရှိသောဓမ္မတို့ယုံနာဓမ္မသင်္ခါရကိုတထဖြစ်ပေါ်တိုင်းသောခဏ၌ဝိပတ္တိဝိပဿနာရှုရမည်ဘာလို့လဲရှုတဲ့နေရာမှာလည်းအဲ့ဒီဖြစ်ခိုက်ယုံနာကလေးရှုခြင်းတိုင်းရှုလို့မရဘူးတဲ့အတန်ဟိရံအသင်္ကုပ္ပံဖြစ်စေယုံနာလေးမပြောင်းရွှေ့မီမကွယ်ပြောင်းမီပြစ္ဆုတ်ပံတဲ့ပြစ္ဆုတ်ပံမြင်စမပြောင်းရွှေ့မီမကွယ်ပြောင်းမီအတန်ဟိရံအသင်္ကုပ္ပံမပြောင်းရွှေ့မီမကွယ်ပြောင်းမီဝိရာပညာရှိသည်မနုပြုဟေကောင်းစွာမသွေအစဉ်ပွားများရာပေတော်စေဒီကာလတပုဒ်ကိုပဲလူရင်းချုပ်ပြီးတော့ခေါ်ပါမယ်မှတ်သားမိအောင်ကြိုးစားကြပါရှင်းသားတို့အတိတ်အနာဂတ်ပြည့်စုံပန်းလို့ကာလ၃ပါးရှိတယ်ပြိတ္တကာလဘယ်နှပါးဘာလိအတိတ်ရဲ့အနာဂတ်ရဲ့နောက်ပြီးတော့အတိတ်ဆိုတာကဘာကိုခေါ်လဲမြင်ရပြီးတာလေးမှန်သမျှပါပါလိကြားရပြီးတာလေးမှန်သမျှကိုနားခဲ့ပြီးစားခဲ့ပြီးခံစားခဲ့ပြီးတွေ့ကြုံနေပြီးတာလေးမှန်သမျှအတိတ်တဲ့အဲ့ဒီအတိတ်ကိုလိုက်နေရမှာလားအဲ့ဒီအတိတ်ကိုဆွဲလန်းပြီးတော့နေရပါလားဒါဘယ်လိုဟောနေတာလဲဒါပြင်ဖြစ်ခဲ့ပြီးသားအတိတ်ကြီးပြန်ဆွဲနေရင်မြတ်စွာဘုရားအဆုံးအမသူတဏ္ဏတည်ပါမလားမြတ်စွာဘုရားအဆုံးအမသူတဏ္ဏပနေပြီဒါသုံးသပ်ကြဖို့အနာဂတ်ဆိုတာကလည်းမမြင်ရသေးဘူးမမြင်ရသေးတာကို
မြင်ရမယ်မမြင်ရသေးတာအနာကကြားရမယ်မကြားရသေးတာခံစားရမယ်မခံစားရသေးတာမတွေ့ကြုံရသေးတာအဲ့ဒီအနာကဆိုတာကလည်းရောက်မှမရောက်ဖဲနဲ့ဖြစ်မှဖြစ်သေးပဲနဲ့ကြိုးတင်ပြီးတော့မျောမှန်းတန်းတာလို့ဖြစ်ပါမလားဒါကြောင့်အနာဂတ်ကိုလည်းစိတ်မရောက်ပါစီနဲ့စိတ်မသွားပါစီနဲ့အတိတ်ကိုလည်းပဲစိတ်ပြန်ပြီးတော့မနေပါစီနဲ့ခြေသားတို့ဖန်ဝါရီသင်္ကန်းကိုဆင်းမြန်းပြီးတော့အတိတ်ကိုပြန်နေမယ်ဆိုရင်ဖြင့်လက်ရှိဘဝနဲ့အနေထားနဲ့မသိတော်လာဘူးအတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဒါဖြင့်ပြစ္ဆုတ်ပံကိုရှုပါမိမိရဲ့စိတ်ပြစ္ဆုတ်ပံကဘာလေးပေါ်မှာရှိနေပါစေဘယ်ပေါ်မှာရှိနေရပြစ္ဆုတ်ပံကဘာပေါ်မှာတည်နေပါစေတဲ့ပြစ္ဆုတ်ပံဆိုတာဘာလဲလို့မေးတော့တထာဂတမံပြစ္ဆုတ်ပံံထိုစကားရ၌ပြစ္ဆုတ်ပံဆိုတာဘယ်လိုဟာပါတုံးနဲ့ဇာတံဖြစ်ခိုက်သင်္ဇာတံကောင်းစွာဖြစ်ခိုက်ဇာတံသင်္ဇာဇာတံသင်္ဇာတံနိဗ္ဗာန်ပိနိဗ္ဗာန်ဥပ္ပန္နဥပ္ပန္နဥဒိတံဥဒိတံပြစ္ဆုတ်ပန္နိနာသင်္ဃိတာထင်းထင်းရှားရှားဖြစ်နေတဲ့အခိုက်ထင်းထင်းရှားရှားမကွယ်ပြောင်းမီဖြစ်ပေါ်နေတဲ့အခိုက်မပြောင်းရွှေ့မီမကွယ်ပြောင်းမီရပါပါလေဒါဖြင့်မျက်စိနဲ့အဆင်းနဲ့ဆုံတော့မမြင်ဘူးလားအဲ့ဒီလိုမြင်နေတဲ့အခိုက်ဟာဘာပါလဲအဲ့ဒီမြင်လိုက်ပေါ်မြင်လိုက်ပြစ္ဆုတ်ပံကဘာပေါ်မှာစိတ်တည်ထားပါလေနားနဲ့အတန်နဲ့ဆုံးနေဆုံးတော့ဘာဖြစ်ပါလဲအဲ့ဒီကြားနေတဲ့အခိုက်ကိုဘာလို့ခေါ်မလဲနှာခေါင်းနဲ့အနံ့နဲ့ဆုံးတော့နာမှုပေါ်တယ်အဲ့ဒီနမ်းနေတဲ့အခိုက်ဟာဘာလဲဟုတ်ပြီရှာနဲ့အရသာနဲ့ဆုံလိုက်အရသာမပေါ်ဘူးလားအဲ့ဒီပေါ်နေတဲ့အခိုက်ဟာကိုယ်ကာယနဲ့အတွေ့အထိနဲ့တွေ့ကြည့်တော့ထိမှုမပေါ်ဘူးလားအဲ့ဒီထိမှုရှိနေတဲ့အခိုက်ဟာဘာပါလဲမနောနဲ့ဓမ္မအယုံနဲ့ပေါင်းစုံတော့ကြံစီမှုမဖြစ်ဘူးလားအဲ့ဒီလိုကြံစီမှုရှိနေတဲ့အခိုက်ကိုဘာလို့ခေါ်လဲဒါပြင်ပြစ္ဆုတ်ပံဆိုတာသဘောပေါက်တယ်နော်ဝမ်းမိုက်ကဝါရောလေကနာရီဝါကနေတိုးဝင်လာတော့လေရဲ့တွန်းကန်မှုကြောင့်ဝမ်းမိုက်ဖောင်းတင်နေတဲ့အခိုက်ဟာပါပါလေသိနေတဲ့အခိုက်ဟာသွားခြင်းစိတ်ကြောင့်သွားမှုဖြစ်နေတဲ့အခိုက်ဟာထိုင်လိုစိတ်ကြောင့်ထိုင်မှုဖြစ်နေတဲ့အခိုက်ဟာလျောင်းမြင်စိတ်ကြောင့်လျောင်းမှုဖြစ်နေတဲ့အခိုက်ဟာအဲ့ဒီပြစ္ဆုတ်ပံလေးတွေပေါ်မှာစိတ်တည်နေပါစေဝိပဿနာဆိုတာပြစ္ဆုတ်ပံကိုရှုပြစ္ဆုတ်ပံယုံနာကိုရှုပါခုခေတ်ကဝိမု ക്തി ယုဂခေတ်ကြီးဆိုတော့ဝိပဿနာတရားတွေခေါ်ကြပြောကြတချို့ကလည်းဟောယုံပြောတာကိုနာယုံနဲ့ပဲသိစ္စာပြီးရဲလို့ဟောနေကြတချို့ကကျင့်စရာမလိုဘူးပွားစရာမလိုဘူးရှုစရာမလိုဘူးနေနဲ့ဟောနေကြငါရှိသင်္นานတဲ့သိပြီးတော့ဒီလိုပြောဟောနေကြဘုရားတရားတွေလွယ်လွယ်နဲ့ဟောနေကြတချို့ကလည်းဝိပဿနာတရားတွေနာတော့နာပါရဲ့တကယ်အားမထုတ်ဟိုဝိပဿနာဒီဝိပဿနာနဲ့အချိန်ကုန်နေကြတယ်ဝိပဿနာခေတ်အမျိုးအစားလူတွေအများကြီးရှိတချို့ကဝိပဿနာတရားနာယုံမဲ့နာတယ်တချို့ကဝိပဿနာယုံမဲ့ဝိပဿနာတချို့ကဝိပဿနာတရားနာတော့နာနိုင်ရဲ့အဆင့်မရှိဆိုရပါလို့ဝိပဿနာခေတ်ဆိုတော့ဝိပဿနာတရားတွေကပြန်ပွားနေသူရကွယ်ဟောတာကလည်းဝိပဿနာတရားငါရကွယ်ဟောတာလည်းဝိပဿနာတရားဒီနေ့ဝိပဿနာဆိုတာဘာလဲဆိုတာပြိတ္တကြီးရဲ့နှလုံးသားတူတူတုတ်တုတ်နဲ့ကိန်းသွားကြည့်ခြင်းဝိပဿနာဆိုတာအထူးမြင်အောင်ကြည့်တာကိုဝိပဿနာလို့ခေါ်ဝိကအထူးပဿနာကမြင်အောင်ကြည့်တာပြိတ္တဝိပဿနာဆိုတာဘာကိုခေါ်လဲအထူးမြင်အောင်ကြည့်တာကြည်ရိုးကြည်ရင်ကြည်တာလားထူးထူးခြားခြားမြင်အောင်ကြည်တာလားကြည်ရိုးကြည်ရင်ကြည်ရဆိုတာကတော့လူမပြောတဲ့ခွေးတွေနွားတွေတောင်မျက်စိပါရင်မကြည့်တတ်ဘူးလားကြည်ရိုးကြည်ရင်ဆိုတာကတဏမာနဒိဋ္ဌိနဲ့ကြည်တာကိုဘာလို့ခေါ်လဲတဏမာနဒိဋ္ဌိနဲ့ကြည်တာကြည်ရိုးကြည်စဉ်အဲ့ဒါကတော့လူမပြောနဲ့သိစ္စာတွေတောင်မကြည့်ဘူးလားတ
ဒါဖြင့်ပြန်မေးမယ်ပြိဿရဲရဲဖြေတာမှာဝစီကံကုသိုလ်ဖြစ်တယ်တရားဟောတဲ့အရှင်မေးတာဖြေရတာအလွန်အားရစရာကောင်းတယ်ဝိပဿနာဆိုတာဘာကိုခေါ်တဲ့ဘာလို့အထူးမြင်အောင်ကြည့်ရတာလဲလို့မေးရင်ကြည့်မှမြင်မှမလို့ကြည့်တာကြည့်မှမြင်မှမလို့ယုတ်တရားနန္တရားပရမတရားဓာတ်တရားဆိုတာမကြည့်ဘဲနဲ့မြင်မှမလားအလိုလိုမြင်မှမလားအနိစ္စဒုက္ခအနတ္တတရားဆိုတာမကြည့်ဘဲနဲ့မြင်မှမလားမိုးကောင်းခြင်းကြီးဟာအမြဲတမ်းရှိနေပြီမဲ့လို့ညခါလနေ့ခါနေ့ဟာအမြဲတမ်းရှိနေပြီမဲ့လို့မကြည့်ဘဲနဲ့မြင်မှမလားဘယ်လိုလုံးမှမြင်ပါလိမ့်ဒါဖြင့်ကြည့်မှမြင်မှမို့လို့ကြည့်တာကိုဘာလို့ခေါ်ပါလိမ့်ဒါရှိရင်ပြန်မေးမယ်တရားနာတယ်ဆိုတာနားလည်ဖို့အရေးကြီးဆုံးဝိပဿနာဆိုတာဘာကိုခေါ်လဲပြိဿကြီးရဲ့ဘာလို့အထူးမြင်အောင်ကြည့်ရတာလဲကြည့်မှမြင်မှမို့လို့ဒါဖြင့်ကြည့်မှမြင်မှမလို့ကြည့်ရဆိုတော့ဘယ်လိုကြည့်တော့လို့မေးကြရမလို့ဘူးလားအစင်းနဲ့မျက်စိနဲ့ဆုံးတော့မြင်မှုပေါ်သည်အဲဒီလိုပေါ်လာတဲ့မြင်မှုမြင်စေမှရှုအစင်းနဲ့မျက်စိနဲ့ဆုံးတော့ဘာပေါ်ပါလဲအဲဒီမြင်မှုစက္ခုဝိညာဉ်ဆိုတဲ့နံတရားကအမေမွေးလို့ပေါ်လာလားမျက်စိနဲ့အစင်းနဲ့ဆုံးလို့လားမျက်စိပတာရဆိုတဲ့ရုပ်ကလေးကလည်းကြည်လင်လို့အစင်းအာယုံကလည်းထင်ရှားလို့ထိုနှစ်ခုပေါင်းစုံမှသာလည်းမြင်သိစိတ်စက္ခုဝိညာဉ်ပေါ်တာမဟုတ်ဘူးလားဒါကြောင့်စက္ခုသာပိစာလူပိစာဥပ္ပစ္စတိစက္ခုဝိညာဏံဒီပါဠိတော်နဲ့မတိုက်ဘူးလားဗျာတိုက်မှာပေါ့ဘုရားဟောတဲ့စီမင်းတိုင်းဟောတာကိုအဲဒီတော့မျက်စိနဲ့အစင်းနဲ့စုံလို့ပေါ်လာတဲ့စက္ခုဝိညာဉ်ဟာဘုရားသခင်တို့ဂေါတို့အာလာတို့ထာဝရတို့ဂေါရမတို့ကဖန်တီးပေးလိုက်လို့လားမျက်စိနဲ့အစင်းကြောင့်လားအဲ့ဒီမျက်စိနဲ့အစင်းကြောင့်ပေါ်လာတဲ့မြင်ခိုက်စက္ခုဝိညာဉ်မြင်စေခဏကိုမြင်တယ်လို့ရှုပါဓာရုစီရှေတာဓာရုစီဒိဋ္ဌိမင်းမျက်လုံးကအစင်းကိုမြင်ပြီးရှိသောဒိဋ္ဌမတ္တိနာဝမြင်တယ်လို့ရှုယုံမတ္တမြတာခဏတရားနာတဲ့ပုဂ္ဂိုလ်ကြီးအစင်တန်းမြင့်နဲ့တရားနာရခြင်းလို့ခဏမြင်လိုက်တယ်သူတေမေနာတတ္တယုံဆိုတဲ့အတန်ကိုကြားရရှိသောသူဓမ္မတ္တိနာဝအဲ့ဒီကြားတဲ့နောက်တတ္တတဏမလိုက်စီနဲ့ဝေဒနာနောက်တဏမဖြစ်စီနဲ့ကြားသေးမှာပဲကြားစိတ်ကလေးဖြစ်နေပြီးနေပြီကြားတယ်လို့ရှုယုံလေးပဲနေဖြစ်သားနှာခေါင်းကမုတေနှာခေါင်းကအနံ့ကိုနံပြီးရှိတော့မုဒ္ဒမတ္တိနာဝနံနေလို့ရှုယုံမြတ်မတ္တမြတာဒါပြင်မြင်လိုက်မှမြင်မှုလေးပေါ်တော့ဘယ်လိုရှုလဲမြင်တယ်မြင်နေတာမြင်နေတယ်လို့ရှုမရှုရင်ဘယ်လိုရှုမလို့တခြားရှုစရာရှိသေးရဲ့လားကြားလိုက်မှကြားတယ်နာလိုက်စားနေတဲ့အခိုက်ကိုဒါပြည့်စုံမှရှုနေတာမဟုတ်ဘူးလားနားနေတဲ့အခိုက်ကိုတွေးကြည့်လိုက်ကိုကြံစည်နေတဲ့အခိုက်ကိုသွားခြင်းစိတ်ကြောင့်သွားမှုဖြစ်နေတဲ့အခိုက်ကိုသွားတယ်ထိုင်းနေတဲ့အခိုက်ကိုဝိပဿနာဆိုတာထိုင်းနေတော့နေရှုရတာမဟုတ်ဘူးပေါ်တာရှုရတာယထာပကတံအဘိနိဝေသောတဲ့ဝိပဿနာဆိုတာပေါ်ရရှုတာကိုဝိပဿနာခေါ်ပါတယ်ဒါနဲ့ဆိုလိုက်စမ်းမှာပေါ်ရရှုမှတ်တာပေါ်ပါဝိပဿနာဆိုလိုက်စမ်းမှာပေါ်ရရှုမှတ်တာမျက်စိနဲ့အစင်းနဲ့ဆုံတော့ဘာပေါ်လဲမြင်မှုပေါ်အဲ့လိုပေါ်လာတဲ့မြင်မှုကိုမြင်ရလို့ရှုတာပါပါလေဟုတ်ပြီနားနဲ့အတန်နဲ့ဆုံတော့ဘာပေါ်လဲအဲ့ဒီပေါ်လာတဲ့ကြားမှုကိုကြားတယ်လို့ကြားတယ်မှရှုတာပါပါလေဝိပဿနာဟုတ်ပြီဒါနဲ့သမဏဆိုတာကိုဆိုလိုက်အာယုန်တစ်ခုဆွဲမြဲရှုသမထဇံဟုခေါ်ဆိုလိုက်စေကြပါလေဗုဒ္ဓအနုတ္တိလိုဗုဒ္ဓအနုတ္တိတစ်ခုဖရာအာယုန်ပဲတအာယုန်လေးကိုဆွဲပြီးတော့မြဲပြီးတော့ရှုတာသမထ
ဝိပဿနာဆိုတာကပေါ်ရပေါ်ရဒါဖြင့်မြင်လိုက်မှမြင်မှုလေးပေါ်လာတော့ဘယ်လိုရှုမလဲဒါရှုနည်းပထမစပြောနေတာမရှုလို့ကိလေသာကိန်းပုံနဲ့ရှုလို့ကိလေသာငြိမ်းပုံကိုကနေခေါ်မလို့နာကြည့်နဲ့အာယုစိတ်နာသိရင်ပါလေသိအစဉ်တမ်းမြင်လာပါလေအဲ့ဒီတော့မြင်လိုက်မြင်တယ်ကြားလိုက်ကြားတယ်နားလိုက်နားတယ်စားလိုက်စားတယ်ပေါ်လာသမျှယုံနာထင်ရှားရာတိုင်းကိုလိုက်လိုက်ပြီးတော့ရှုရှုပေးနေတာကိုဘာလို့ခေါ်ပါလိမ့်ဒါရင်ဆိုလိုက်ရှုနည်းလင်္ကာလေးချပြရအစင်းစက်ခုပေါင်းစုံမှုကြောင့်မြင်မှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများအတန်တော်တာသူနဝကြောင့်ကြားမှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများအနန္တနာသူနဝကြောင့်နာမှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများယသစိန်ဝါသူလည်းဖြားကြောင့်ပေါ်မှုရတာတွေ့အခါမှတ်ပါယောဂီများကာယพุทธဘာသူနဝကြောင့်ကြည့်မှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများမနောဓမ္မယုံခုနှစ်ဆုံးကြောင့်ကြံသိဖြစ်လာတွေ့အခါမှတ်ပါယောဂီများအဲ့ဒါ6ဓာတ်ရှုနည်းဣရိယာပု၄ပါးရှုနည်းဆိုကြည့်ကြအောင်ကွယ်သွားလို့စိတ်ကြောင့်သွားမှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများထိုင်လို့စိတ်ကြောင့်ထိုင်မှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများလျောင်းလို့စိတ်ကြောင့်လျောင်းမှုဖြစ်လာရလို့စိတ်ကြောင့်ရမှုဖြစ်လာတွေ့အခါမှတ်ပါယောဂီများဣရိယာပုကလည်းထိုင်နေဝိပဿနာရှုရမှာမဟုတ်ဘူး။ဘာဣရိယာပုနဲ့လည်းရှုရမှာပဲ။ရနေလို့ရှိရင်လည်းရှုရမှာပဲ။လျောင်းလို့ရှိရင်လည်းကိစ္ဆံတော့သွားရရှိတော့ကိစ္ဆာမိတိသွားတယ်ဟူ၍ပဇာနာတိရှုပေးပါအကိုကပါဠိတော်မာတိပဋ္ဌာနာသုတ်ဣရိယာပဋ္ဌပပ္ပပါဠိတော်နိသိဏောထိုင်ရှိတော့နိသိဏောမိတိထိုင်တယ်ဟူ၍ပဇာနာတိသိအောင်ပြုပေးပါရှုပေးပါတရားနောလျောင်းမိရှိတော်ထီတော်ယတ္တိရှိတော်ထီတော်မိတိတရားနောမိတိယတ္တေလျောင်းနေဟု၍ပါဇာနာတိအပြားအချင်းသိအောင်ရှုပါဖြစ်ပေါ်တိုင်းဖြစ်စဲလေးတွေထင်ရှားရလက်ရှုပေးနေပါဒါဝိပဿနာရှုနည်းမူသည်စီးပဲသိသိထားဖို့ဒါဖြင့်သောဒနာလျာရှိတယ်ဝိပဿနာဆိုတာဘုရားအရှင်ဘုရားပြည့်ရတဲ့ခပိတဝါအနိစ္စရိအာဂါရိနဝိဝိဒပတ္တိတိဝိပဿနာလို့ဆိုတယ်မဟုတ်ဘူးလားဘုရားပြည့်ရတဲ့ပြည့်ရကိုခပိတဝါခွာ၍အနိစ္စရိအာဂါရိနအနိစ္စရှိရာအပြင်ဝိဝိဒံထူးထူးပြားပြားပတ္တိရှုမှတ်အာ၏ရှုမှတ်တတ်၏ဣဒသမဓာကြောင့်ဝိပဿနာမီလို့ဒီလိုဆိုရဲဘုရားပြည့်ရကိုခွာပြီးတော့ဝိပဿနာရှုရမယ်လို့ဘုရားကဆိုထားတာအရှင်ဘုရားကဝိပဿနာဟောသွားတဲ့ရှုနည်းတွေကမြင်ရင်ဘယ်လိုလဲကြားရင်ကိုယ်လို့ရှိရင်ဆန့်လို့ရှိရင်သွားလို့ရှိရင်သွားတဲ့ကိုယ်ရဲ့ဆန့်နေတဲ့တန်တန်ပညာတွေလိုက်ပြီးတော့မှတ်နေတာဘယ်လိုဝိပဿနာဖြစ်မလို့ဘုရားဒါပညာတွေလိုက်ရှုနေတာပဲအရှင်ဘုရားကဟောလိုက်တဲ့နည်းတွေကဒါတချို့ကပြောကြတယ်မဟာစီကပညာတွေရှုနေတာပါကွာမြင်တော့ဘယ်လိုရှုမြင်တိုင်းမရှုဘူးလားကြားတိုင်းအဲ့ဒီလိုရှုပါများလာတော့လေသို့နေဘာဝနာယဝိပဿနာဘာဝနာဖြင့်
ဝေဒမာနယာယူမှာပွားများရှုမြင်မှာများလာပြီးရှိတော့ပညာတေရှိကယူထားခဲ့ပြီးလက်ချိုးထားလိုက်ငါသည်စာသည်ပညာသည်ဝိညာဉ်သည်သုဒ္ဓမယသည်စိန္ဒမယသည်ဘယ်နှပြီလဲဘာဝနာကိုယ်ပိုင်ညာဖြင့်ပြီးရဲ့ဘာဝနာတိတို့မရောက်မကြည့်တဲ့ပညာအတိတွေကိုဝါကွေးရဆန့်နဲ့သွားတယ်လာတယ်ဆိုတဲ့ပုံသဏ္ဍာန်ပညာတွေကိုသမတိတ်ကမိတ်တော်ဟာတန်အတိတ်ကမိတ်တော်ဟာတန်ရှိအတိရှိရောကမှုတတ်တွားပစ္စည်းကောင်းစွာကြော်လွန်လျက်သာလင်ခုနရှုကာကတုန်းကတွေ့ခဲ့တဲ့သွားတဲ့အခါမှာလည်းခြေရောက်တရာကြီးတွေ့ရရှုကာကတုန်းကကိုယ်ရဲ့အခါမှာလည်းလက်တရာကြီးတွေ့ရဟောင်းနေလို့ရှုတဲ့အခါမှာလည်းရှုကာကတုန်းကတော့ဗိုက်တရာကြီးတွေ့ရှုပါများကတော့ဗိုက်ရယ်လို့တရားမတွေ့ဘူးလှုပ်တဲ့သဘောတွေ့ဘာပဲတွေ့ရှုပါများလို့သွားတယ်ရှုပါများတော့ခြေရောက်တရားမတွေ့ဘူးတောင့်တင်းမှုလှုပ်ရှားမှုရွေ့ရှားမှုရတယ်လို့ရှုရင်ကိုယ်ခန္ဓာတရားကြီးတွေ့ရှုပါများကတော့တောင့်တင်းဝါရောဒါပဲသဘောတော့ပဲတွေ့ဒါရှုပါများတော့လို့ပရမတ်တွေ့ဒါကြောင့်သမတိလိတောပညာပုံသဏ္ဍာန်တွေကိုကျော်လွန်၍သာလင်သဘာဝေယေဝသွားတဲ့အခါမှာလည်းသွားခြင်းနဲ့စိတ်နံသဘောသွားခြင်းနဲ့ဆိုတဲ့သဘောလေးကလည်းအကောင်တွေတရားအနေနဲ့ရှိရလားပြိတ္တများလေးတော်အဝိုင်းတန်တန်အနေနဲ့ရှိရလားသွားခြင်းနဲ့သဘောများအဲ့ဒီသွားခြင်းနဲ့စိတ်ကြောင့်လှုပ်သဘောရွေ့သဘောတောင့်တင်းသဘောအဲ့ဒီလှုပ်သဘောရွေ့သဘောတောင့်တင်းသဘောဝါရောရုပ်ကလည်းအကောင်တွေအနေနဲ့တွေ့သလားသဘောအနေနဲ့တွေ့တာလားပရမတ်ယုတ်ဆိုတာဘယ်တော့မှအကောင်တွေနဲ့မတွေ့နိုင်ဘူးအကောင်တွေနဲ့တွေ့တယ်ဆိုတာအဲ့ဒီပရမတ်ယုတ်ရဲ့အရေးဖြစ်တဲ့တန်တန်ခဏသိပ္ပံစရာတွေတွေ့နေတယ်ဆိုတဲ့ယုတ်တရားဟာပရမတ်အစစ်မတွေ့ဘူးအရေးကြီးတွေ့ယုတ်ပရမတ်ကဉာဏ်နဲ့မှတွေ့ဖြစ်တယ်မှန်လို့နဲ့ကြည့်လို့မမြင်ရဘူးအဲ့တော့သဘာဝေယေဝသဘာဝဆာသာယုတ်တနန္ဒပရမတ်၌သာလျင်ဒိဋ္ဌတိရှုမှတ်တဲ့ဉာဏ်အားစွမ်းပကားကြောင့်ကောင်းစွာမသွေတည်ရှိပါပေတော့သတည်းမြင်နေကြတယ်လို့တဏ္ဍာနေလိုက်ပြီးတော့အစမှတ်နေပြီမယ်လို့ရှုပါများသွားရင်သဘောတရားလောက်ပဲဉာဏ်နဲ့တွေ့ပါတော့တယ်ပရမသဘောလောက်ပဲဉာဏ်နဲ့တွေ့တဲ့အခါအဲ့ဒီကြတော့ပညာတိတပိတဝါကအထူးခွာเสียလိုသေးလားအလိုလိုကွာမသွားဘူးလားဒါသောရဏပုဂ္ဂိုလ်တန်လျာဖြစ်နေသူတို့အားမိသားစုစိတ်ဓာတ်ဖြင့်ပြန်ပြီးဖြည့်ရှင်းပြချက်ပါဒါကြောင့်မလို့မြင်ရင်ဘယ်လိုရှုရမလဲပြိတ္တာကြားလို့ရှိရင်နားလို့ရှိရင်တခုလဲဆွဲရှုရမှာလားထင်ရှားပေါ်ရရှုရမှာလားတခုလဲဆွဲရှုရင်ဒါသမထထင်ရှားပေါ်လာတိုင်းကိုရှုရင်ဟောရှုတယ်မြင်တော့မြင်တယ်လို့ရှုလို့ကိလေသာငြိမ့်ပုံပြောမလို့မြင်တော့ဘာလို့မြင်တာတုံးလို့ရှုကြည့်တော့စိုက်ကြည့်တော့ဟောညံထဲမှာပေါ်လာလိမ့်မယ်မျက်စိပတာရုပ်ကလေးကလည်းကြည်လင်လို့မျက်စိပတာရုပ်ကလေးမကြည်လင်ရင်မြင်ရမလားပြိတ္တများကဲမျက်စိရုပ်ကတော့ကြည်လင်ပြီအဆင်းကမထင်ရှားရင်ဟောအဆင်းကလည်းထင်ရှားအောင်ပါရဲ့အဆင်းကထင်ရှားလို့မျက်စိအကြည်ဓာတ်ကလည်းရှိလို့ထိုနှစ်ခုမဆုံရင်တော့မြင်ရမလားပဋိစ္စဆိုတဲ့တိုင်ဆုံကလည်းဆုံလို့အဲ့လိုမျက်စိကြည်လင်တတ်တဲ့သဘောလေးကလည်းယောက်ျားလားမိန်းမလားပုဂ္ဂိုလ်တ attva လားသဘောပဲလားဟောရုပ်တရားသဘောများယူပါယုဆိုတဲ့အဆင်းကလည်းပဲပအာဝါဒီဆိုတဲ့မဟာဘုတ်ယုံမီးနေရတယ်ဥပါဒါယုအမှီကံသဘောများအမြင်ကံသဘောများအဲ့ဒီစက္ခုနဲ့ယူပကရုပ်တရားထိုနှစ်ခုပေါင်းစုံလို့ပေါ်လာတဲ့
မြင်သိစိတ်စက္ခုဝိညာဉ်ကနန္တရားဟောမြင်ခိုက်ဘာလားတွေ့ပါလိမ့်ပြိဿမြင်လိုက်ဘာနဲ့ပါပဲလားတွေ့အဲ့ဒီရုပ်ဆိုတဲ့သဘောတရားထဲမှာခြေလက်ခေါင်းဆိုတာရှာသားမှာမရှိဘူးလေးတော့ဝိုင်းတန်တန်ရှာသားမှာအတုံးအတစ်ရှာသားမှာမြင်သိဆိုတဲ့နန္ဒလေးထဲမှာတော့အတုံးတစ်အဆိုင်ကယောက်ျားမိမှာရှာသားမှာဘာပဲရှိတော့သဘောပဲသဘောဆိုတာပါဠိလိုပရမပါဠိလိုဟောသဘောပဲတွေ့တယ်သဘောယုံနာပဲတွေ့သဘောယုံနာကိုမနှောကနေပြီးတော့မနှောညာနဲ့အဟုတ်အမှန်သိလိုက်တော့အဲ့ဒီယုံအဲ့ဒီနာကိုအကောင်ထဲတရားအနေနဲ့ထင်းလာတဲ့ပုဂ္ဂိုလ်တ attva ယောက်ျားမိမှငါသူတစ်ပါးလို့ထင်းလာတဲ့သက်ကာယဒိဋ္ဌိဘာဖြစ်သွားလဲဟောဒိဋ္ဌိကိလေသာငြိမ်းသွားဖို့အမှန်ကိုသိလိုက်တဲ့အတွက်ကြောင့်အမှားကိုသိနေတဲ့မိစ္ဆာဒိဋ္ဌိဘာဖြစ်သွားပြုတ်သွားဖို့နောက်ပြီးတော့အဲ့ဒီယုံနာကိုသိလိုက်တော့ယုံနာကိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ထင်သွဲနေတဲ့မိစ္ဆာဒိဋ္ဌိသက်ကာယဒိဋ္ဌိကြီးပြုတ်သွားသလိုအဲ့ဒီယုံနာကလည်းပဲအလိုလိုဖြစ်နေတာလားအကြောင်းဆုံးလို့ဖြစ်နေတာလားမျက်စိနဲ့အဆင်းနဲ့ဆုံးလို့ဒါရင်မျက်စိနဲ့အဆင်းကအကြောင်းလားအကျိုးလားမြင်ပေါ်လာတဲ့မြင်သိစိတ်စက္ခုဝိညာဉ်နံတရားကအဲ့ဒီစက္ခုဝိညာဉ်လေးကအလိုလိုပေါ်လာတာလားအကြောင်းဆုံးလို့ပေါ်လာလားဒီမှာဘိဒလို့နာမျိုးမျိုးကမွေးထုတ်ပေးလို့ပေါ်လာတာလားအကြောင်းဆုံးလို့လားအမေမွေးလို့အဖေမွေးလို့ပေါ်လာတာလားအကြောင်းဆုံးလို့လားဒီစက္ခုဝိညာဉ်လေးဟာသူ့ကြောင့်မျက်စိနဲ့အဆင်းဆုံးလို့ပေါ်လာတာလို့အကြောင်းနဲ့အကျိုးကိုသိလိုက်တဲ့ဖြင့်ဖန်ဆင်းတယ်ဆိုတဲ့ဝါဒဖန်ဆင်းဝါဒအဟိတုကဒိဋ္ဌိပြုတ်မသွားဘူးလားဟောမြင်ခိုက်မြင်နေရှုရင်းနဲ့ငြိမ်းသွားဖို့အဟိတုကဒိဋ္ဌိနဲ့သက်ကာယဒိဋ္ဌိငြိမ်းဖို့နောက်ပြီးတော့အဲ့ဒီမြင်သိဆိုတဲ့စက္ခုဝိညာဉ်နံတရားလေးကငခုနေရရှိနေတာလားဆုံမပေါ်တာလားဆုံမပါဘာနဲ့ဆုံမပေါ်လဲအဲ့ဒါကိုတချို့ကအဲ့ဒီဝိညာဉ်လေးကဘယ်တော့မှမသိဘူးတဲ့ငကိုနဲ့ကရှိနေတဲ့တရားဆိုပြီးတော့တတ္တတနေကဒူဝအနေနဲ့ယူထားပြန်နေတယ်ဒီတော့အဲ့ဒီစက္ခုဝိညာဉ်နံတရားလေးငကိုနဲ့ကရှိနေတာဟုတ်မဟုတ်ရှိပြီးတော့လည်းပဲတီးနေတာဟုတ်မဟုတ်စစ်ဆေးကြည့်အောင်ပြိဿမျက်စိခဏမိတ်ထားလိုက်အားလုံးမျက်စိမိတ်ပြီးတော့ပြောရမှဥစဉ်လက်ထောင်ထားတယ်ဘယ်နှချောင်းလဲအဲ့ဒီစက္ခုဝိညာဉ်လေးငကိုနဲ့ကရှိနေရင်မျက်စိမိတ်ထားတယ်ကြိုတင်သိနေမှာပေါ့ကဲဖွင့်လိုက်တာဥစဉ်လည်းမျိုးလက်ထောင်ထားပြီဘယ်နှချောင်းလဲဘယ်နှချောင်းလဲတစ်ချောင်းမှမထောင်နဲ့ဘယ်နဲ့ငါးချောင်းอ่ะမျက်စိမှာပါရလားမသိပါဘူးဘယ်နှချောင်းလဲပြိဿဘာလို့သိတာလဲမျက်စိနဲ့အဆင်းနဲ့ဆုံးလို့လက်ညှိုးထောင်လိုက်ရင်ဘယ်နှချောင်းလို့သိမလဲအဲ့ဒီအတိလေးကငကိုနဲ့ကရှိနေတာလားဆုံမပေါ်တာလားဆုံမပေါ်တာကိုသိရင်အပြင်ငကိုနဲ့ကရှိနေတယ်ဆိုတဲ့တတ္တတာဘာဖြစ်သွားလဲဒါရင်အဲ့ဒီစက္ခုဝိညာဉ်လေးကမျက်စိနဲ့အဆင်းနဲ့ဆုံမိုက်မှာပေါ်လိုက်တော့မျက်စိစက္ခုပဒါရယုတ်ကလေးကလည်းပဲပြောင်းနေအဆင်းပဒါရယုတ်ကလည်းပြောင်းနေရွေလေးကိုသွားရင်ဒီမြင်ပြီးတဲ့စက္ခုဝိညာဉ်လေးဟာတီးနေနိုင်သေးရဲ့လားတီးနေပါဘူးစက္ခုနဲ့ယူပကိုမှီးပြီးတော့ပေါ်ရတဲ့အတွက်ကြောင့်မို့လို့အမိကန်တွေကပြက်သွားတော့သူလည်းပဲပြက်သွားပါဗျာလေပေါ်ထိုင်းနေတော့လေကဘယ်ကိုမီးနေတာရေကိုမီးနေရေလုတ်တော့လေမလုတ်ဘူးလားလေလုတ်တော့လေပေါ်ထိုင်းနေသူရောဒါပြင်စက္ခုပဒါရယုတ်ကလည်းပဲပအာဝါတေးဆိုတဲ့ပြောင်းလဲနေတဲ့ဓာတ်၄ပါးပေါ်မှာမီးနေတော့ဓာတ်၄ပါးပြောင်းလဲတော့အမိကန်ဥပါဒါယုတ်ကောမပြောင်းလဲဘူးလားယူပါယုတ်ဆိုတဲ့အစင်းယုတ်ကောမပြောင်းလဲဘူးလားအဲ့ဒီပြောင်းလဲမှုနှစ်ခုပေါင်းစုံပြီးတော့မိပေါ်ရတဲ့စက္ခုဝိညာဉ်ကောမပြောင်းလဲဘူးလားပြောင်းလဲတယ်ဆိုတာမြဲလို့လားမမြဲလို့လားမမြဲတာကိုပါဠိလိုပဲလို့ခေါ်ပါလိမ့်ဒါပြင်ရှုရင်းနဲ့အနိစ္စလို့သိလိုက်ခြင်းဖြင့်မြဲနေတယ်ဆိုတဲ့နိစ္စခိုင်းနေဆိုတဲ့ဒူဝတတ္တတာဘာဖြစ်သွားလဲအဲ့ဒါရှုရင်သိတယ်ယောဂီရဲ့အဲ့ဒီလိုမြင်တိုင်းမြင်နေရှုတော့သက်ကာယဒိဋ္ဌိပြုတ်ပုံမရှင်းဘူးလားရှင်းပါဗျာခန္ဓာဝါဒအဟိတုကငြိမ်းပုံကောမရှင်းဘူးလားရှင်းပါဗျာမြင်တယ်လို့ထင်နေတဲ့နေဆဝါဒကောပြုတ်မသွားဘူးလားပြုတ်ပါဗျာအဲ့ဒါတတ္တဒိဋ္ဌိ
အာဟိတုကဒိဋ္ဌိသက်ကာယဒိဋ္ဌိငြိမ့်သွားပုံပြောပြချက်တခါတရင်ကនិရောဓအနေနဲ့ကိလေသာငြိမ့်ပုံပြောအောင်မယ်မြင်ကြမြင်တယ်ရှုတော့ရှုစိတ်ကလေးကဘယ်ပေါ်မှာနေပြစ္ဆုတ်ပံဘယ်ပေါ်မှာနေအဲ့ဒီပြစ္ဆုတ်ပံမှာနေတော့အဲ့ဒီရှုစိတ်ကလေးသည်မြင်နေပြီးသားအရှင်းတွေကိုပြပြီးဆွဲလန်းနိုင်လေရလားမမြင်ရသေးတဲ့အရှင်းကိုကြိုတင်နှစ်တဲ့တတ်မဲ့တဲ့တဏှာကိုဖြစ်နိုင်သေးလားပြစ္ဆုတ်ပံမှာမြင်လိုက်ကိုမြင်လေလို့ရှုနေတော့ပြစ္ဆုတ်ပံအရှင်းကောင်းကောင်းကိုနှစ်တဲ့တဏှာကိုပေါ်နိုင်သေးရလားစိတ်နဲ့စိတ်ဘယ်တော့မှပြိုင်မဖြစ်ဘူးပရိစ္ဆေအမှောင်နဲ့အလင်းပြိုင်ဖြစ်ပါမလားအလင်းဖြစ်နေရင်အမှောင်ဖြစ်နေရင်ဒီလိုပဲရှုနေတဲ့စိတ်ကလေးဖြစ်နေရင်မရှုလို့ဖြစ်တဲ့ကိလေသာစိတ်တွေလားမလားဒါဖြင့်ရှုနေတဲ့စိတ်ကလေးဖြစ်နေတော့မရှုလို့အစင်းနဲ့ယုံနာလို့မသိတဲ့အဝိဇ္ဇာဘာဖြစ်နေလဲအဝိဇ္ဇာဥသိပြီးတော့လာမဲ့ကိလေသာတွေကိုဘာဖြစ်နေလဲဒါဖြင့်မြင်စေမှာကိုပဲမြင်နေတဲ့အစင်းကိုနှစ်သက်တဲ့လောဘဘာဖြစ်နေငြိမ့်နေသဘောမကျတဲ့အစင်းကိုထင်ပြီးတော့ဒေါသဖြစ်မဲ့သီးမခံမဲ့စိတ်ဆင်းရဲတဲ့ဒေါသဘာဖြစ်နေလဲအဲ့ဒီမျက်စိနဲ့အရှင်းကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းကျိုးယုံနာတွေကိုအမှန်ကိုအမှန်တိုင်းမသိတဲ့အဝိဇ္ဇာမောဟဘာလို့ငြိမ့်တာလဲငြိမ့်တာကនិရောဓဘာတွေငြိမ့်လဲလောဘတွေဒေါသတွေမောဟတွေမိစ္ဆာဒိဋ္ဌိစတဲ့အယူမှားတွေမငြိမ့်ဘူးလားအဲ့ဒီငြိမ့်တယ်ဆိုတဲ့အေးတယ်ဆိုတဲ့သဘောကအလိုလိုငြိမ့်တာအေးတာလားရှုလို့ငြိမ့်တာအလိုလိုငြိမ့်တယ်ဆိုတာအကြောင်းသိမနေဘူးလားအကြောင်းသိနေတဲ့အတွက်ကြောင့်အဟိတုကဒိဋ္ဌိတဲ့ပါတယ်လို့အဲ့ဒီတော့အလိုလိုငြိမ့်တာလားရှုလို့ငြိမ့်တာလားဟောယောဂီရှုလို့ငြိမ့်တာကိုတွေ့လိုက်တဲ့ဖြင့်မရှုဘဲနဲ့ငြိမ့်နေဆိုတဲ့ဝါဒမှန်မလားမှားသလားရှုလို့ငြိမ့်တာကိုတွေ့လိုက်ခြင်းဖြင့်မရှုဘဲနဲ့ငြိမ့်နေဆိုတာဒီတရားမှန်မှန်ဘူးဆိုတာလေရင်ဆင်သွားလို့ထင်ရှားဘူးလားဟောရှုလို့ငြိမ့်နေငြိမ့်တာကនិရောဓရှုတာကဘာပါလိမ့်များပြိဿရှုတာကဘယ်လောက်ဘာပါလိမ့်ခင်ဗျားတို့တရားတွေညာတိုင်းဘယ်လောက်နာနေကြဘယ်လောက်လေးမှမဖြေတတ်ဘူးလားရှုတာကဘာပါလိမ့်ပြိဿမက်ကငြိမ့်တာကဘာတွေငြိမ့်တာလဲကိလေသာတွေလောဘဒေါသမောဟတွေတရားဓမ္မတွေကိုဥနာတိဖြစ်စေမဲ့တရားခံတွေအပေရောက်အောင်ပို့မဲ့အကြောင်းကိလေသာတွေမငြိမ့်ဘူးလားငြိမ့်တာပါပါလိမ့်ဘာလို့ငြိမ့်တာလဲအဲ့ဒီရှုတာကပါပါလိမ့်မက်ကဒါရင်ရှုလို့ငြိမ့်ပုံပြောလို့မရှုလို့ကိန်းပုံပြောအောင်မြင်နေတဲ့ယုံနာကြားနေတဲ့ယုံနာနားနေတဲ့ယုံနာတွေကိုမရှုတော့မြင်လိုက်တဲ့အဆင့်ကိုလည်းပဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တန်တန်ကြည့်ပြီးတော့ပြဉ္ညာကဆွဲတယ်မြင်နေတဲ့သက္ကုပ္ပတာကအကြည့်ယုတ်ကလေးကိုလည်းငန်းမျက်စိလို့မယူဘူးလားအတ္တဂါဟအနေနဲ့သိမ့်ပိုက်နောက်ပြီးတော့ပုဂ္ဂိုလ်ကောင်တ attva ကောင်အနေနဲ့သက်ကာယဒိဋ္ဌိအနေနဲ့လည်းယူတယ်မယူဘူးလားနောက်ပြီးတော့အရှင်းကောင်းကောင်းမြင်တော့လေနှစ်သက်တယ်သဘောမကျတဲ့အရှင်းကိုမြင်တော့လေဒေါသဖြစ်တယ်ဒီအရှင်းဒီယုတ်တရားယုံနာကြောင်းကျိုးတွေလို့မသိတာကမောဟအဲ့ဒီလောဘဒေါသမောဟတွေကမရှုလို့ရှိရင်တန်တန်မှာကိန်းနေတယ်တန်တာနာနုတ္တယအနေနဲ့ဒါကြောင့်မလို့အနုသေတိတိအနုတ္တယတဲ့အနုသေတိအစဉ်ကိန်းနေတတ်၏ဣတိတတမထို့ကြောင့်အနုတယောအနုတယမိ၏အနုတယ9ပါးရှိကာမရာဂအနုတယဘောဟရာဂအနုတယပဋိကအနုတယမာနအနုတယဒိဋ္ဌာနုတယဝိသိကိစ္စအနုတယအဝိဇ္ဇာအနုတယအနုတယဘယ်နှပါလဲအဲ့ဒီအနုတယ9ပါးကတန်တန်မှာတန်တန်နာနုတယအနေနဲ့ကိန်းနေတာကိန်းနေပေမဲ့လို့မျက်စိနဲ့ကြည့်လို့မြင်ရပါမလားမှန်မလို့နဲ့ကြည့်လို့မမြင်ရတာနဲ့မရှိဘူးလို့တော့သွားမအောင်မိလိုက်နဲ့ဥပမာပြောမယ်ကျွတ်တို့မျိုးစီတစ်ခုထဲမှာအညောက်ပေါက်အပင်ပေါက်စီတတ်တဲ့ဓာတ်ကိမ့်မနေဘူးလားအဲ့ဒီကိမ့်နေတာကိုခွဲကြည့်လို့မြင်ရပါမလား
တတ်တဲ့ဘောကိုလေဒါရင်ကိန်းနေတယ်ဆိုတာဘယ်လိုလုပ်ကြည့်လဲဆိုတော့မြေဩဇာထက်ရေပြင်ချရေလောင်းကြည့်တဲ့အခါမှာအညောက်ပေါက်လာတာအပင်ပေါက်လာတာကိုသိချင်းအားဖြင့်အပင်ပေါက်စီအညောက်ပေါက်စီထွက်စီတဲ့မျိုးစေ့ဆိုတာကိန်းနေတယ်လို့မသိရဘူးလားဘာလို့သိရတော့အညောက်တို့အပင်ပေါက်တာတွေကိုကြည့်ပြီးတော့သိရတယ်လို့ဒီလိုပါပဲအနုတ္တိယကိလေသာကိန်းနေတာကိုဘယ်လိုလုပ်သိုံဆိုတော့တရားဓမ္မတွေမရှုမပွားပဲနေတဲ့အခါအစင်းကောင်းကောင်းမြင်တော့လောဘမလာဘူးလားသဘောမကျတာတွေမြင်ရတော့ဘာတွေဖြစ်ပါလဲအဲ့ဒီလောဘဒေါသမောဟတွေကိုယ်တဏ္ဍာမှာမဖြစ်ကြဘူးလားတရားဓမ္မတွေအဲ့ဒီလောဘဒေါသမောဟတွေဖြစ်လာတဲ့ပရိယုဌာဏကိလေသာတွေဖြစ်လာတာကိုကြည်ရင်အားဖြင့်အနုတ္တယဆိုတာဓာတ်ကိန်းနေတယ်ဆိုတာဉာဏ်နဲ့ကြည့်ရင်လေပင်ဆင်သွားလို့မထင်ရှားဘူးလားဒါကြောင့်မလို့မြတ်စွာဘုရားကအနုပေတိအစဉ်ကိန်းနေတယ်ဒါဖြင့်ကိလေသာအစဉ်ကိန်းနေတယ်လို့ဘုရားဟောခြင်းဖြင့်ကိလေသာငကိုငြိမ်းတယ်ဆိုတာဟုတ်ပါမလားကိလေသာငကိုငြိမ်းတယ်ဆိုတဲ့ဝါဒဘုရားဝါဒဟုတ်ပါမလားဟုတ်ပါဗျာဒါဖြင့်ဘုရားဝါဒမဟုတ်လို့ရှိရင်တခြားဝါဒပေါ့ဘာဝါဒပါလဲအဲ့တော့မရှုမပွားပဲနေလို့ရှိရင်ကိလေသာကမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းတွေးကြည့်တိုင်းစိတ်ကူးစဉ်းစားကြံစီတိုင်းကိုယ်ကိုပြန်သုံးတတ်ကြည့်ပါသိပါတယ်အဝိဇ္ဇာထူလို့မသိရင်လည်းနေရောပေါ့အဝိဇ္ဇာထူလို့လားမသိရင်နေရပြန်သုံးတတ်ကြည့်ပါတရားဓမ္မတွေမရှုမပွားပဲနဲ့ဒီလိုအမတ်တမဲ့နေရတဲ့အခါမှာအဲ့ဒီမကင်းတာကိုပဲအနုတ္တယခေါ်တယ်ဗျ။ဘာခေါ်ပါလဲ။ဒါပြင်အဲ့ဒီအနုတ္တယကမရှုဘဲနဲ့ငြိမ်းမှာမလား။မရှုရင်ငြိမ်းမလားကိမလား။ရှုလိုက်တော့ကျွတ်တို့တရင်ကနိရောဓအနေနဲ့ဝိပဿနာဉာဏ်ကမငြိမ်းဘူးလား။အရိယာမက်ကတော့သမုတ်စေတာနိရောဓအနေနဲ့ငြိမ်းစေတယ်။အဲ့ဒီအရိယာမက်ကလည်းဝိပဿနာမက်မှာမဖြစ်ဘဲနဲ့အရိယာမက်ဖြစ်ပါမလား။အာယုံမလာဘဲနဲ့နေထွက်ပါမလား။အဲ့ဒီလိုပဲပေါ့ဝိပဿနာမက်ကိုမပွားဘဲနဲ့မရှိဘဲနဲ့ဘယ်တော့မှအရိယာမက်မဖြစ်ဘူးငကိုငြိမ်းနေတယ်ငကိုအေးနေတယ်အဲ့ဒါကွက်လာပဲအာယုံပြုတ်လိုက်ုံပဲဆိုတာအဲ့ဒါမြတ်စွာဘုရားရဲ့တရားကိုပို့ဖို့စတာဈေးပို့ဖို့နဲ့ရောင်းစားတာဘယ်နဲ့လို့မှငကိုမငြိမ်းဘူးငကိုမအေးဘူးအဲ့ဒီတော့ငကိုငြိမ်းငကိုအေးဆိုတာမဟုတ်ဘူးကိလေသာကတဏ္ဍာနနုတ္တယအာရမဏနုတ္တယအနေနဲ့ရှိနေတဲ့တရားအဲ့ဒါတွေကိုမြင်တိုင်းရှုတော့မြင်နေပြီးတာတွေမှန်သမျှကိုဆွဲလာတဲ့ဥပါဒံအသစ်ဖြစ်သေးလားဖြေကြလားမအာရပါယမမြင်ရသေးတဲ့အရှင်းလေးကိုကြိုးတင်မေမောမဲ့တဏှာကိုဖြစ်သေးလားမြင်တဲ့အရှင်းရုပ်ကိုနှစ်သက်မဲ့ယူပတဏှာကိုလာသေးလားတဏှာမသိဘူးလားတဏှာသိတော့ကိလေသာဝိကောမသိဘူးလားသမုဒိယသစ္စာကိုဘာဟာတတ်ပါအနေနဲ့ပေရမကြဘူးလားဒါရင်ဆိုလိုက်မြင်စေခဏရှုမှတ်ကလောဘမဖြစ်ပြီမြင်စေခဏရှုမှတ်ကဒေါသမဖြစ်ပြီမြင်စေခဏရှုမှတ်ကမောဟမဖြစ်ပြီဆိုကြည်သားမှာမြင်စေခဏရှုမှတ်ကလောဘမဖြစ်ပြီမြင်စေခဏလောဘဒေါသမောဟမဖြစ်တော့ဒီလောဘဒေါသမောဟနဲ့ပြောမဲ့ဝစီတုဆိုင်ကိုဖြစ်အောင်မလားဒီလောဘဒေါသမောဟဥစည်းပြီးတော့ပြုမဲ့ကာယဒုစရိုက်ကိုဖြစ်အောင်မလားဘာလို့မဖြစ်တာလဲရှုလို့အဲ့ဒီလိုဒုစရိုက်တွေငြိမ်းတော့အပေတကားကြီးမပိတ်ဘူးလားဒါဖြင့်တရားအားထုတ်တယ်ဆိုတာဘာတကားပိတ်တာပါလဲဒါဖြင့်တရားအားမထုတ်ပဲနေတဲ့ပုဂ္ဂိုလ်ကဘာတကားဖွင့်ထားတာပါလဲအထက်တရားတိုက်ကြီးကိုနေရလေသူဘာတကားပွင့်နေလဲရှင်မင်းကြီးဖြစ်နေလေသူ့အတွက်ဘာတကားကြီးပွင့်နေလဲတကားကြီးပွင့်နေရင်ကြားလိုက်လို့ရှိရင်အကြနာမယ်သေချာတော့အပေကြတော့မယ်ဒီတော့တရားထိုင်ရဲ့တရားရှုတယ်ဝိပဿနာတရားအားထုတ်တယ်ဆိုတာဘာတကားပိတ်တာလဲဒါဖြင့်အပေကြမှာမကြောက်ဘူးလားအပေကြမှာကြောက်ရင်တရားထိုင်မှာခဏတစ်ခေတ်မနဲ့ချံခွေးဖြစ်တတ်ပါလေဦးဇင်းတို့ယဟန်များတော်မှ
ကြည်သားမှာဝိတ္တသင်္ကန်းဆွဲပြီးတော့တန်းဖြစ်ရပါတယ်ဒီတော့ဝိပဿနာတရားမှမရှုမပွားဘူးဆိုရင်ဖြင့်ဥပါဒံကလူရဲ့ဘုန်းကြီးရဲ့လိုမျက်နှာမလိုက်ပါမလားတတိစီရတာယာရုရှိမရှိရောမျက်နှာလိုက်ပါမလားဥပါဒံကမျက်နှာမလိုက်လို့ရှိရင်ဝိပဿနာဉာဏ်မှာခင်ဗျားတို့လက်ကင်မထားရင်ဒီခေတ်ပစ္စည်းရှိလေဆိုးလေယာရုရှိလေဆိုးလေဓမ္မစီကိုဆွဲတဲ့ဥပါဒံနဲ့ရွှေကြသားဆွဲတဲ့ဥပါဒံဘယ်ကဆွဲချက်ပြင်းပါလိမ့်ဒါကြောင့်မလို့ဝိပဿနာဉာဏ်မှာကင်မထားရင်ပစ္စည်းရှိလေကံဆိုးလေယာရုရှိလေဓမ္မစီတွေအိတ်ထဲပါတာနဲ့ရွှေကြသားအိတ်ထဲပါတာနဲ့ဘယ်ကခြီကားထောက်ပါလိမ့်ဒါဖြင့်မာနဘယ်သူကပူကြည့်လဲဒါကြောင့်ပစ္စည်းရှိလေယာရုရှိလေဒီဘဝကံဆိုးလေပဲဝိပဿနာဉာဏ်မရှိခဲ့ရင်လို့စကားခံထားပါတယ်ဝိပဿနာဉာဏ်ရှိခဲ့ရင်တော့တေရုပ်ထဲမှာနေရပြီမယ်လို့ချမ်းသာသည်တရားရှိနေတာကိုဒါဖြင့်ဆိုလိုက်သားမှာရွှေဘုံမောစံရတော့တရားမသိရင်ရင်လေးတယ်တရားမသိရင်ခင်ဗျားတို့ဘလောက်ရွှေဘုံကြီးတွေစမ်းနေရပြီမယ်တရားမသိပဲမပွားပဲနေရင်တော့ရှင်ဥတ္တမကျော်ကခင်ဗျားတို့အနာကရင်လေးလုံးလို့တရားဟောနေတာတဲလို့ထဲမှာနေရတော့တရားသိရင်ရင်အေးတယ်တဲဥထဲမှာနေပြီမဲ့တရားသိနေရင်ဘာဖြစ်တော့နေသည်အစဉ်တွေး၍ရင်အေးအောင်ကြံ့ညစေလိုတယ်နေရာမှာငါမလုံးနဲ့နာနိယုတ်ဖြစ်ချုပ်ရှုရမယ်ကြားရမှာငါမလုံးနဲ့နာရမှာငါမလုံးနဲ့စားရမှာငါမလုံးနဲ့ကြည့်ရမှာငါမလုံးနဲ့ကြားရမှာငါမလုံးနဲ့နာနိယုတ်ဖြစ်ချုပ်ရှုရမယ်ဓမ္မဗုဒ္ဓဝါဒပိတပါပြီတဲ့ဒါဘုရားဝါဒလေဘုရားဝါဒဖြစ်ပေါ်တိုင်းတော့ယုံနာတရားတွေကိုရှုပါရှုတိုင်းတရင်ကနိရောဓအနေနဲ့ကိလေသာမငြိမ်းဘူးလားပြိတ္တကြီးကိလေသာတွေငြိမ်းရောကိလေသာတွေဥစည်းတဲ့ကံသင်္ခါရတွေမငြိမ်းဘူးလားငြိမ်းပါဗျာကိလေသာဥစည်းတဲ့ကံသင်္ခါရတွေငြိမ်းတော့ကံသင်္ခါရကြောင့်ဖြစ်ပေါ်မဲ့ဘဝဇာတိတွေရောမငြိမ်းဘူးလားငြိမ်းပါဗျာဇာတိတွေငြိမ်းတော့ဇရာမရဏသောကပိတိဝဒုက္ခဒေါနတဥပါယတတွေမငြိမ်းဘူးလားငြိမ်းပါဗျာမိ30တပါးမကလို့မိ1000ရှိပြီဘုရားဝိပဿနာတရားကိုပွားကြမယ်ဆိုရင်ဖြင့်အပေကြမယ်မိတွေတဏ္ဍရမိတော်မိလျံတွေငြိမ်းမယ်အဲ့ဒီကိလေသာမိတွေဝိပဿနာတရားမရှုမပွားဘဲမှနေကြမယ်ဆိုရင်ဖြင့်ခင်ဗျားတို့ရေထဲတိုက်ထဲသွားနေလည်းမအေးဘူးအေးရင်ရလုံးလို့မေမြို့သွားကြကလောသွားကြငပလီသွားကြနဲ့ကိလေသာကရင်ထဲမှာရှိနေတယ်များဘယ်တော့မှကိလေသာမြည်ရေခဲကြီးစိတ်လို့မငြိမ်းဘူးဘုရားရဲ့ဝိပဿနာရေစဉ်ကိုနေ့စဉ်တောက်သုံးညဇမ်းမှာရင်ထဲမှာကိလေသာမြည်တွေတောက်နေတယ်ကိလေသာမြည်တော်မြည်လျံတွေကတောက်လွန်းလို့မျက်ရည်တွေဝေကြအိတ်လို့မပြောစားလို့မပြောအမြဲတမ်းကိုယ်ဆင်းရဲစိတ်ဆင်းရဲဆင်းရဲလွယ်အားကြီးလို့ဆံတွေကလည်းဖြူခါတွေကလည်းကိုင်းနားတွေကလည်းထိုင်သွားတွေကလည်းကျိုးမျက်စိတွေကလည်းမှိုင်းတဏှာလုံးလို့ပါကိလေသာမိတော်မိလျံတွေကပြင်းထန်စွာလောင်ကျွမ်းနေလို့ဒီမိတော်မိလျံတွေတောက်လောင်နေတဲ့ထဲပြောနေတာဟာသိကိုမမြင်လို့ပါပဲမိုက်လို့တရားဓမ္မတွေမိတော်မိလျံတွေကိုမိလောင်လို့လောင်မှမသိရအောင်လို့အဝိဇ္ဇာကမှောင်ချပြီးတော့ထားတယ်သူကမှောင်ချ
ကိလေသာမိတွေကြောက်လောင်နေတာမသိကြရအောင်လို့ကိလေသာတရားတွေကတရားဓမ္မတွေမေ့စေပေးထားတယ်ကိလေသာတွေကမျက်စိကလည်းမေ့သေးထိုးပေးနေတယ်အစင်းကောင်းကောင်းလေးနဲ့မေ့သေးထိုးပေးအတန်ကောင်းကောင်းလေးနဲ့မေ့သေးထိုးပေးဒါလေးမြင်တွေ့နေရရင်ငါဘဝဟန်ကြလာပြီငါဘဝဒီတသက်တော်နဲ့စိတ်ချလက်ချမနေကြပါနဲ့ဒါကြောင့်မို့လို့ဝိပဿနာတရားဗုဒ္ဓရဲ့ဗုဒ္ဓဓမ္မသံဃာထွန်းကားနေတဲ့ခဏသာရဏထွန်းနေတဲ့အချိန်ကြီးမှာသက်ခါတော်ဘရဝတ္တဓမ္မောတန်တိကောအာဂါလိကောဒါဘာကုံတော်တွေပါလဲတရားကုံတော်လားတရားကုံတော်လားဘဂဝတ္တဘုံတော်ကြောင့်ဆိုဗလာကုံနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်ဓမ္မောတရားကိုသက်ခါတော်ကောင်းစွာခေါ်ကြတော်မူအပ်ပါပြီငါဘုရားကိလေသာတွေငြိမ်းအေးစေခြင်းလို့တရားဟောထားပြီခြေသားတို့တန်တိတိကိုမနဲ့ပြန်တဲ့ဘက်ကအချိန်ဆွဲမနေနဲ့ဝိပဿနာတရားလက်တွေနီးရနေတဲ့အခါမှာဂုရရင်ဂုရှုပါယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်ကယောဂပြောင်းမဲ့ဆေးဂုရရင်ဂုမတော့ရင်ဒီယောဂဖြစ်ပြီးတော့ဘာဖြစ်မလဲသိမယ်ဒီလိုပဲကိလေသာယောဂတွေဖြစ်နေတာကိလေသာယောဂကင်းစေတဲ့ဓမ္မဆေးရှိနေတာမတော့ရင်ဘာနဲ့ပြေးမလဲကိလေသာယောဂကိုအင်ဂျက်ရှင်းထိုးလို့မရဘူးဘုရားမင်းပွင့်ကူလို့မရဘူးဘုရားရဲ့တရားဆေးထိုးမှစားမှကြောက်မှဒါကြောင့်မလို့တန်ဋိဋ္ဌိကိုမနဲ့ပြန်ရတဲ့အခါရလို့အချိန်ဆွဲမနေပါနဲ့ခန္ဓာ၅ပါးယုံနာတရားကြီးကစာချုပ်နဲ့လာတာမဟုတ်ပါနာယိကြောညာတွေသတင်းစာထဲမှာကြည့်10နှစ်လည်းသေး15နှစ်ကောသိရတယ်သွားရင်လည်းသိစားရင်လည်းသိနေတဲ့ခန္ဓာကြီးနဲ့ငါမြဲတင်ပြီးတော့ဆွဲလောင်းပြီးတော့မနေပါနဲ့ဘုရားဓမ္မသံဃာကျေးဇူးကြောင့်ရနေတဲ့ဓမ္မဒီဟူသောကိလေသာယောဂပြောင်းမဲ့ဆေးကြီးကိုနေ့စဉ်အချိန်မှတောက်သုံးကြပါလို့ဘုရားကတန်ဋိဋ္ဌိကဂုဏ်နဲ့လည်းသိခေါ်နေပါတယ်သက္ကတော်ဘဂဝတာရမောတန်ဋိဋ္ဌိကိုနောက်ပြီးတော့ပါတယ်ယောဂပြောင်းမဲ့ဆေးကိုတောက်လို့ရှိရင်ဂုတောက်ရင်ဂုပြောက်ပါလေဂုအေးနေတဲ့ရေထဲကိုကန်လို့ရှိရင်အဲ့ဒီလိုပဲပေါ့အာဂါလီကိုရှူတိုင်းကိလေသာတွေငြိမ်းတဲ့အကျိုးပေးပါလိမ့်မယ်ဒါကြောင့်အေဟိလာခဲ့ဇမပတ္တရှူဇမဘုရားမဖိတ်ခေါ်ဘူးလားဖိတ်ခေါ်ဘုရားဖိတ်ခေါ်တယ်လို့အရှင်ကလည်းပဲဗုဒ္ဓသားတော်ယဟန်တော်တစ်ပါးအနေနဲ့သာရဏတော်တွင်ကနေလို့ဟောဒီတရားနာနေကြတဲ့တမ္မရမိကောင်းဖအောင်ဆွေအောင်မျိုးအောင်တွေကိုရှုကြပါအားထုတ်ကြပါချမ်းသာအတုနဲ့လမ်းဆုံးပြီးတော့မနေကြပါနဲ့လက်ရှိချမ်းသာကအတုတွေပါဒီတရားကိုနာပြီးတဲ့အချိန်ကစလို့ဟောဒီရှုနိမနိတတိပဋ္ဌာန်တရားတွေနဲ့ပျော်မွေ့နိုင်ရပါစေလို့မေတ္တာပွားပါတယ်သူတော်တရားတွေနဲ့ပျော်မွေ့နိုင်ရကုန်ပြီဖြစ်၍အလိုရှိရဲ့မညာဖွညာနိဗ္ဗာန်ကိုကိုယ်တိုင်ကိုယ်ရာမျက်မှောက်ပြုဆက်ရောက်နိုင်ကြပါစေကုန်တော့ရဲ့လို့ပတ္တနာအောင်ဆိုတောင်းကြကုန်ရသည်